ရောင်ရွေးကောက်တပိတ်ကောက်အတူရောင်ရွေးကောက်ဖက်ပါမဟုတ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးဖက်ဒရယ်ဒီမိုကရေစီရရှိရေးမေစုနဲ့သမရာကြီးမေစုနဲ့သမရာကြီးအတူရောင်ရွေးကောက်အတူရောင်ရွေးကောက်ဖက်ပါမဟုတ်အတူရောင်ရွေးကောက်အတူရောင်ရွေးကောက်အကြမ်းဖက်စစ်တပ်ကယနေ့အထိ၄နှစ်ကျော်ကာလအတွင်းမှာလူသက်ပြည်သူတွေကိုတပ်ဖြတ်တယ်နေအိမ်တွေကိုမီးရှို့တယ်တွေ့ရပစ္စည်းကိုယူတယ်မိန်းကလေးတွေ့ရင်မိန်းကလေးကိုမရင်းကျင်တယ်ခုနောက်မှတွေ့နေတဲ့ဒီတိုက်ကြီးဆိုရင်ဒါကျွန်တော်တို့နော်အကြမ်းဖက်စစ်တပ်ကရှို့သွားတာပါအကြမ်းဖက်စစ်တပ်ကဒီလိုမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာပြည်သူဆန္ဒအစစ်မှန်မဟုတ်ပါဘူးပြည်သူကိုမငဲကွက်ဖက်တဲ့မငဲကောက်ဖက်တဲ့အကြမ်းဖက်လုပ်ရက်တွေလုပ်နေတဲ့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဆိုတာအတူရောင်ရွေးကောက်ပွဲသားလေးဖြစ်ပါတယ်ပြည်သူလူထုအတွက်စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးအမေစုတမနာကြီးဝင်းမင်းနဲ့နိုင်ပြန်ရဲကျင်းသားများချက်ချင်းအတူရောင်ရွေးကောက်ပွဲလုံးရှိအတူရောင်ရွေးကောက်ပွဲလုံးရှိအတူရောင်ရွေးကောက်ပွဲလုံးရှိနိုင်ငံကောင်းဆောင်ညာကိုမတရားပါဠိထားပြီးကျင်းပမဲ့ရွေးကောက်ပွဲဒီအတော့အရာရွေးကောက်ပွဲဖြစ်ကြောင်းဒီမှာလာ28ရက်နေ့ကျင်းပမည့်ရွေးကောက်ပွဲလိုမရှိပြလင်းဘုံရတပ်ပြနေသောစစ်ကောင်စီလိုမရှိတူရရကောက်ဝဲလုံးမရှိဖန်တီလာတဲ့အင်းကြီးနမချက်ချင်းလို့ညတာပြမများဖို့ဘုံရခိုင်ချင်းတွေချက်ချင်းရက်အာနာဒီကနေ့လုံးမရှိမဲမပေးတဲ့တပိတ်မောက်တူရရကောက်ဝဲလုံးမရှိဖန်တီလာတဲ့အင်းကြီးနမချက်ချင်းလို့ညတာပြမများဖို့ဘုံရခိုင်ချင်းတွေချက်ချင်းရက်အာနာဒီကနေ့လုံးမရှိမဲမပေးတဲ့တပိတ်မောက်ဒီပုံလေးညီရလားဟဲ့ကြီးရဟဲ့ဒီပုံချမ်းလားတော်လာမှာလားတော်လာမှာဟဲ့ဒီပုံချမ်းလားတော်လာမှာလားကြမယ်မင်းကြီးတော်ပြီရည်တာချုံးပါပဲ တရားမဝင်ရွေးကောက်ပွဲလူလူပါနဲ့တိုက်ကြတရားမဝင်ရွေးကောက်ပွဲလူလူပါနဲ့တိုက်ကြကိုယ်ဆုံးဝေပြတ်တော့ရဲ့စစ်ကောင်စီကိုဝေးမပေးကိုယ်ဆုံးဝေပြတ်တော့ရဲ့စစ်ကောင်စီကိုဝေးမပေးဒီလိုကမလာတော်လာပါလားတော်လာပါရဲ့ထိတ်ပါလုံးဝတော့ဝင်ရနေရလောအောင်တော့မရသေးရလုံးဝတော့ဝင်ရနေရလောအောင်တော့မရသေးရတပိတ်ဘောဆန္ဒတော်ကြောင်းသားတွေညီရလားဟဲ့တော်ကြောင်းသားတွေညီရလားဟဲ့တော်ကြောင်းသူတွေညီရလားဟဲ့
ဘူးဒီတိုင်းမှာတော့လို့မရဘူးဘယ်ချိန်မှသိတော့ပါလဲဘယ်ချိန်မှသိတော့ပါလဲဆန္ဒပြပဲလိမ့်နေရင်တရားမဝင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲခွေရွေးကောက်ပွဲထွက်ပေါက်ခွေရွေးကောက်ပွဲထွက်ပေါက်တို့တောင်းသူတွေညီရလားတို့တောင်းသူတွေညီရလားတပိတ်ဆန္ဒအရေးတော်ဘုအရေးတော်ဘုဖက်ဒရယ်ဒီမိုကရေစီအရေးတော်ဘုတပိတ်ဆန္ဒတို့တောင်းသားတွေညီရလားတို့တောင်းသားတွေညီရလားစစ်ခွေရွေးကောက်ခွေထွက်ပေါက်အတူရောင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲထွက်ပေါက်မဟုတ်ဘူးတပိတ်ဒီမှာတော့ဒီမှာတော့တပိတ်ဒါလေးကရှိနေတယ်တောင်းတာဖြစ်တာဆိုအဲ့ဒါနေကြတယ်ဒီမှာဒီမှာရန်နေကြတယ်ရရှိတယ်ဖက်ဒရယ်ဒီမိုကရေစီရေးတော်ဘု ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံခေါင်းဆောင်များမပါဝင်သောရွေးကောက်ပွဲ မရှိ စစ်ကောင်စီကျင်းပသောရွေးကောက်ပွဲ မရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံခေါင်းဆောင်များမပါဝင်သောရွေးကောက်ပွဲ မရှိ စစ်ကောင်စီကျင်းပသောရွေးကောက်ပွဲ မရှိ စစ်ကြုံဘဝအဆုံးသတ်ရေးလူတော်ဘဝရဲ့တရားနဲ့ရေကောက်ပွဲမလို့
လက်တဲ့ရွေးကောက်ပွဲဘလုံးမရှိဘုံကျက်တက်ပြနေတဲ့စကားစားရွေးကောက်ပွဲဘလုံးမရှိအားလုံးမပါဝင်နိုင်တဲ့ရွေးကောက်ပွဲဘလုံးမရှိတိုင်းပြည်အတွက်စိတ်ကြုံပြင်းမဲ့ရွေးကောက်ပွဲဘလုံးမရှိမတရားတဲ့ရွေးကောက်ပွဲဘလုံးမရှိမတရားတဲ့ရွေးကောက်ပွဲဘလုံးမရှိမလွတ်လပ်တဲ့ရွေးကောက်ပွဲဘလုံးမရှိမလွတ်လပ်တဲ့ရွေးကောက်ပွဲဘလုံးမရှိအားလုံးမပါဝင်နိုင်တဲ့ရွေးကောက်ပွဲဘလုံးမရှိအားလုံးမပါဝင်နိုင်တဲ့ရွေးကောက်ပွဲဘလုံးမရှိတိုင်းပြည်စိတ်ကြုံပြင်းမဲ့ရွေးကောက်ပွဲဘလုံးမရှိတိုင်းပြည်စိတ်ကြုံပြင်းမဲ့ရွေးကောက်ပွဲဘလုံးမရှိလုံးမရှိစစ်ကြုံပြမဲ့ရွေးကောက်ပွဲ လုံးမရှိလုံးမရှိ အားလုံးပေါင်းမှုမရှိသောရွေးကောက်ပွဲ လုံးမရှိလုံးမရှိ အားလုံးပေါင်းမှုမရှိသောရွေးကောက်ပွဲ လုံးမရှိလုံးမရှိ အတူရောက်ရွေးကောက်ပွဲ လုံးမရှိလုံးမရှိ အတူရောက်ရွေးကောက်ပွဲ လုံးမရှိလုံးမရှိ အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံ အောင်ရမည် မဝင်ရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲ အလုံးမရှိအလုံးမရှိ ဆေးအာနာရှင်စနစ်ကြာကောင်းရေး ဒိုးရဲအောင်ရမည်အောင်ရမည်အောင်ရမည် အမေစုနဲ့သမလာကြီး ချက်ချင်းလို့ချက်ချင်းလို့ နိုင်ငံရေးကြီးလာကြလို့ ချက်ချင်းလို့ချက်ချင်းလို့လောင်ရှိလောင်ရှိအောင်ရမည်အောင်ရမည်အောင်ရမည်ဒိုးရဲဒိုးရဲ မဲဆူတဲ့သမရာကြီးချက်ချင်းလို့မဲဆူတဲ့သမရာကြီးချက်ချင်းလို့နိုင်ငံရေးကျင်းသားများအားလုံးချက်ချင်းလို့နိုင်ငံရေးကျင်းသားများအားလုံးချက်ချင်းလို့လောင်ရှိ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 သမ္မတကြီးမဲဆိုးတဲ့သမ္မတကြီးချက်ချင်းလို့ရောမဝင်ရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲ လုံးရှိအောင်ရမည်မေစုနဲ့သမလာကြီး ချက်ချင်းလို့ နိုင်ငံရေးကြီးလာတဲ့အားလုံး ချက်ချင်းလို့ ရောမဝင်ရွေးကောက်ပွဲ လုံးရှိ အတူရောင်ရွေးကောက်ပွဲ လုံးရှိ ဆေးအာနာရှင်တာချုံရေး ရောရဲ အားဒီ တရားမဝင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲတရားမဝင်တို့ရောင်ရွေးကောက်ပွဲနိုင်ငံရေးသားတွေကျင်းသားများနိုင်ငံရေးကျင်းသားများတွေတောင်းသားများမဲဆူတဲ့သမရာကြီးမဲဆူတဲ့သမရာကြီးဆရာနာရှင်ကြာဆုံးရေးဆရာနာရှင်စီကြာဆုံးရေးကျေတော်ဘုံတူရောင်ရွေးကောက်ပွဲတူရောင်တရားမဝင်ရွေးကောက်ပွဲနိုင်ငံရေးနဲ့ကျင်းသားများချက်ချင်းလို့မဲဆိုးတဲ့သမ္မတကြီးချက်ချင်းလို့နိုင်ငံရေးကျင်းသားများအားလုံးချက်ချင်းလို့တရားမဝင်ရွေးကောက်ပွဲလုံးမရှိရွေးကောက်ပွဲလုံးရှိချက်ချင်းလို့လုံးရှိဆောင်းသားရေးအတွက်ကျွန်တော်နိုင်ငံကိုကျစားအစိုးရကိုမတရားကျွန်တော်တို့နိုင်ငံအတိုင်းအမြံပုဂ္ဂိုလ်ဘောင်ဆန်းစုကြည်နဲ့ကျွန်တော်တို့ဒီဘက်ကတင်ပြထားတဲ့သမ္မတကြီးမတရားဖမ်းဆီးကြောင်းချပြီးတော့ကျွန်တော်နိုင်ငံကိုအမှန်ချခဲ့တာဒီနေ့နဲ့ဆိုရင်9နှစ်တာကာလကိုရောက်ရှိတော့မယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကပြည်သူလူထုအ
အကုန်လုံးကလက်နေလေအောင်မြင်တော့မကြံလူအကုန်လုံးကနေပြီးကျွန်တော်တို့လုံးဝလက်မခံပါဘူးနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကန့်ကွက်ဆန္ဒပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့လုံးဝအာဏာသိမ်းတာကိုလုံးဝမှာဒီနေ့ထိကျွန်တော်တို့ဘယ်သူမှလက်မခံကြဘူးဒါဘာကသိအောင်ဒါကျွန်တော်တို့ချပြတာဖြစ်ပါတယ်နော်အားလုံးကဘယ်သူမှလက်မခံပါဘူးကျွန်တော်တို့ကလွတ်လပ်စွာနဲ့တရားမျှတစွာနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ကျွန်တော်တို့အရသာဆိုရအောင်ပဲပြန်လုပ်ခြင်းပါတယ်။ကြားဝင်တွေ့အောင်ရွေးကောက်ပွဲလုံးရှိအစစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါအစစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါအစစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါကပ်ပါမဟုတ်ဘူးထောက်ဖက်စစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါအစစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါအစစ်ရွေးကောက်ပွဲရပါမဲမဲနဲ့တပိတ်ပါကပ်ပါမဟုတ်ဘူးထောက်မဟုတ်ဘူးထောက်မဟုတ်ဘူးမေဆုတဲ့သမရာကြီးဆက်ရှင်လို့မေဆုတဲ့သမရာကြီးဆက်ရှင်လို့ရွေးကောက်ပွဲလုံးရှိဒီလိုပြန်ဆွဲလိုက်ရွေးကောက်ပွဲလုံးရှိတောက်ပြီးရှိရင်တောက်ပြီးရှိရင်တို့ပြည်သူရဲ့ရလာဟဲ့တို့ပြည်သူရဲ့ရလာဟဲ့စကားမလို့ခေါ်တဲ့စစ်ကောင်စီအကြမ်းဖက်ကအထုအယောင်ရွေးကောက်ပွဲလုပ်နေတဲ့ကိစ္စကိုကျွန်တော်တို့ပြည်သူလူထုကကျွန်တော်တို့နဲ့အတူပူးပေါင်းပြီးတော့မှဝိုင်းဝန်းကူညီပြီးတော့မှကန့်ကွက်ပေးပါသူတို့ကိုထောက်ခံလိုက်မယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ကိုလူတက်ခွင့်ပေးလိုက်တယ်သူတို့လောက်တာမှန်တယ်လို့ထောက်ခံပေးလိုက်တာ ਨੇ အတူတူဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ထောက်ခံမဲတွေကကျွန်တော်တို့ခေါင်းပေါ်ကိုလာချမဲ့လေရင်နဲ့လာကျဲမဲ့ဘုံတွေလည်းဖြစ်သွားနိုင်တယ်သူတို့ထင်ရဆိုင်သွားနိုင်တယ်ကျွန်တော်တို့ကမထောက်ခံဘူးဆိုတဲ့ဥစ္စာကိုသိဖို့ရာအတွက်အဲ့တော့ကျွန်တော်တို့ဒီလူထုလေးနဲ့ပဲမထောက်ခံဘူးပြောပြရုံနဲ့ထိရောက်မှာလားဆိုတဲ့အခါကျတော့ထိရောက်ပါတယ်ဘာကြောင့်ထိရောက်ထောင်ဆိုကျွန်တော်အခုလက်ရှိပြောနေတဲ့စကားတွေကဒီနေရာမှာတင်ပြီးမှာမဟုတ်ဘူးနိုင်ငံတကာကိုကျွန်တော်ပြန်ဖြန့်ပြီးတော့မှကဘာကိုပြန်ဖြန့်ဝေပြီးမှဖြစ်တယ်။တော့မလို့စစ်ကောင်စီကအတုရောင်ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါလို့လိန်ညာပြီးတော့မှမဲပေးရွေးချယ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပြည်သူလူထုကကျွန်တော်တို့နဲ့အတူပူးပေါင်းပါဝင်ပြီးတော့မှကန့်ကွက်ပေးပါမရောက်တဲ့နေရာမှာကျွန်တော်တို့တရားတစ်ပြက်ဒီပူးပေါင်းပါဝင်ပြီးတော့ကန့်ကွက်တဲ့အလုပ်ကိုလုပ်ပေးပါဆိုတဲ့ဥစ္စာကကဘာကလည်းသိမှာမဟုတ်လို့အဲ့တော့ကျွန်တော်ပဲခူးတိုင်းကျွန်တော်တို့ရရာရှိမြို့နယ်ကပြည်သူလူထုတွေဒီလက်ရှိရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုနိုင်ငံတကာကသိအောင်ဟစ်အော်ပေးဖို့ကြွေးကြော်ပေးဖို့ဒါကိုကျွန်တော်ကပထမလမ်းလျှောက်ဆန္ဒပြတဲ့ကိစ္စကိုကျွန်တော်တို့လုပ်ခဲ့တယ်ဒုတိယအနေနဲ့ကျွန်တော်တို့အုပ်စုတိုင်းကကန့်ကွက်တယ်ဆိုတဲ့ဥစ္စာကိုသိဖို့ရာအတွက်ကျွန်တော်ကလာပြီးတော့မှပြည်သူလူထုရှိကိုလာပြီးတော့ဦးကြောင်းတာပါပြည်သူလူထုတရလုံးအနေနဲ့ပူးပေါင်းပါဝင်ပြီးတော့ကူညီပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံလိုပါတယ်စကမရဲ့အတုရောင်လေးကောက်ပွဲကိုကျွန်တော်တို့တွေထောက်ခံမဲပေးလို့မရဘူးအလုံးမရှိတဲ့အကြောင်းအရာတွေကိုကဘာကသိအောင်ကျွန်တော်တို့ပြန်လည်ဖြန့်ဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့ရဲ့ဟစ်အောင်ကြွေးကြော်တန်လေးနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းဝိုင်းဝန်းပြီးတော့မှအတန်လေးနဲ့ကူညီပေးကြပါလို့ပြောကြလိုပါတယ်အဲ့တော့ပြည်သူလူထုရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့ရာအတွက်ကိုကျွန်တော်တို့အခက်အခဲစစ်လက်နက်ကြီးနဲ့နှိမ့်လို့မရတော့ညာလည်းပဲအဖက်ဖက်ကနေပြီးတော့စစ်လက်မှတ်ကြီးခြင်းမကဘဲနဲ့ကျွန်တော်တို့နိုင်ငံရေးနှီးနာနဲ့ကောလူထုနှီးနာနဲ့ပါဒီတော်လှန်ရေးကိုဆင်နွှဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့လူထုနှီးနာနဲ့တိုက်တဲ့ဒေါ်လာရေးတိုက်ပွဲကြီးဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဟစ်အော်ကြွေးကြော်လေးတန်လေးနဲ့ပတ်သက်ပြီးတော့စကြည့်ပါမယ်ပေါ့အမေစုနဲ့
နိုင်ငံတော်သမ္မတကြီးနဲ့တကွနိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေးတရားမဝင်အတူရောင်ရွေးကောက်ပွဲလုံးရှိဆရာနာရှင်ကြချုံဖို့ရေတို့ရေရေရာဖို့ရေရာဖို့မေစုနဲ့နိုင်ငံတော်သမ္မတကြီးနဲ့တကွနိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေးတရားမဝင်အတူရောင်ရွေးကောက်ပွဲဆရာနာရှင်ကြချုံရေးရေရာဖို့ချက်ချင်းလို့နိုင်ငံရေးစင်သားများလုံးတရားမဝင်တူရောက်ရွေးကောက်ပွဲဆရာနာရှင်စနစ်ချဆုံးရေးရေရောသူတို့တမန်တော်ချက်ချင်းလို့ဆိုင်ရရဲ့ကျင်းတဲ့အားလုံးချက်ချင်းလို့တရားမဝင်ရွေးကောက်ပွဲတူရောက်ရွေးကောက်ပွဲလုံးမရှိဆရာနာရှင်စနစ်ချဆုံးရေးYeah.
ရှင်ရဲ့ကောက်ပွဲလုံးရှိလုံးရှိငါတို့ပြည်တယ်ငါတို့ပြည်တယ်ငါတို့ပြည်တယ်ငါတို့တာပြည်ငါတို့ပြည်တယ်ငါတို့တာပြည်ငါတို့ပြည်တယ်ငါတို့နိုင်ငံငါတို့ပြည်တယ်ငါတို့နိုင်ငံငါတို့ပြည်တယ်ဒီကျူအောင်နော်ဒီကျူပြည်တယ်ဒီကျူအောင်နော်ဒီကျူပြည်တယ်နိုင်ငံရေးချင်းသားများအများဆုံးလူပေးရေတို့ရေငါတို့ပြည်တဲ့ငါတို့ပြည်တဲ့